ပိုးကြဖြူခင်တို့ရဲ့အခုလိုလုပ်ရကြောင်းပြေးနေရကခွက်လွတ်ပေးဖို့တောင်းဆိုလာတဲ့ဝန်ထမ်းဖြစ်သူစစ်သွေးရန်ရှေ့ရက်တုန်းကပိုးကြဖြူခင်တို့ဖွင့်ထားတဲ့ရတနာပီကေထွန်းဆိုင်ကဝန်ထမ်းနဲ့အကိုထွန်းတို့ကစကားများရန်ဖြစ်ခဲ့ကြပါတယ်။ဆိုင်ရဲ့စည်းကမ်းချက်ထဲမှာဝန်ထမ်းနဲ့ဆိုင်ကမိသားစုအတူတူတွဲကထားတဲ့ဗီဒီယိုကို personal ကောက်မှာတင်ခွင့်မရဘူးဆိုတဲ့စည်းကမ်းချက်ကိုချိုးဖောက်ခဲ့တဲ့ပြင်အကိုထွန်းရဲ့သမီးကလိုက်ရှုံနေတာလို့ပြောရကနေအခုလိုမျိုးအမှုဖွင့်တဲ့အထိပြဿနာတွေဖြစ်ကုန်တာပါ။စစ်သွေးရန်ကတစ်တော်ရိုက်နေတဲ့ချိန်အကိုထွန်းရဲ့သမီးဖြစ်သူဖွေးဖွေးကရှေ့မှာဝင်ပြီးလာကတာကြောင့်ဖွေးဖွေးကိုမပါဖို့အတွက်စစ်သွေးရန်ကပြောခဲ့ပါတယ်။ဒါပေမဲ့လည်းဖွေးဖွေးကနားမထောင်ခဲ့ပဲစစ်သွေးရန်တစ်တော်ရိုက်နေတဲ့ဗီဒီယိုထဲမှာဝင်ကားခဲ့တာပါ။ဒါကြောင့်စစ်သွေးရန်ရိုက်ခဲ့တဲ့တစ်တော်သုံးပုံလုံးမှာဖွေးဖွေးကပါသွားခဲ့ပါတယ်။စစ်သွေးရန်ကလည်းစီကန်းထုတ်ထားတဲ့ဂျားကနေဖွေးဖွေးဝင်ကားထားတဲ့တစ်တော်ကိုလိုင်းပေါ်တင်ခဲ့ပါတယ်။ပိုးကြဖြူခင်ကတွေ့သွားတာကြောင့်ပြန်ဖြတ်ဖို့ပြောခဲ့တယ်လို့အကိုထွန်းကလည်းဒီကိစ္စကိုတီးသွားခဲ့ပါတယ်။ဒါကြောင့်ဘာလို့တင်လဲမေးတဲ့အခါဖွေးဖွေးကလိုက်ရှုံနေတာလို့စစ်သွေးရန်ကဖြေခဲ့မိပါတယ်။ဆိုင်ကဝန်ထမ်းကသူ့သမီးကိုလိုက်ရှုပ်တယ်လို့ပြောတာခံလိုက်ရတာကြောင့်အကိုထွန်းလည်းထောင်းကနေဒေါသထွက်သွားခဲ့ပါတယ်။ဒါကြောင့်စစ်သွေးရန်နာကိုကတ်သွားခဲ့ပြီးထိုးမဲ့ပုံလုပ်ခဲ့ပါတယ်။ဒါကိုစစ်သွေးရန်ကလည်းတတိထားမိသွားပြီးသူ့အပေါ်လက်မပါဖို့ပြောခဲ့ပေမဲ့သမီးကိုထီလို့ဒေါသထွက်နေတဲ့အကိုထွန်းကစစ်သွေးရန်ကိုလက်သီးတစ်ချက်ကျွေးလိုက်ပါတယ်။ပြီးတော့ဆိုင်ကနေထွက်သွားဖို့အတွက်လည်းမောင်းထုတ်ခဲ့ပါတယ်။စစ်သွေးရန်ကသူ့ရဲ့လုံအားကားကိုရှင်းပေးဖို့ပြောတာကြောင့်လုံအားကားကိုရှင်းပေးပြီးနောက်မှာတော့ဆိုင်ကနေမောင်းထုတ်ခဲ့ပါတယ်။စစ်သွေးရန်ကိုကြိုက်တယ်လို့လှုပ်လို့ရရလို့ပြောခဲ့တဲ့ပြင်မိသားစုကိုပါဒုက္ခရောက်အောင်လုပ်နိုင်ကြောင်းမှာအကိုထွန်းကချိန်ချောက်ခဲ့ပါတယ်။ဒီအကြောင်းကိုစစ်သွေးရန်ကသူ့ရဲ့TikTokအကောင့်မှာတင်ခဲ့ပြီးတော့ရတနာပီကေထွန်းပိုင်ရှင်ပိုးကြဖြူခင်ယောက်ျားအကိုထွန်းကသူ့ကိုလက်ပါခဲ့ကြောင်းအကုန်လုံးသိအောင်ပြောပြခဲ့ပါတယ်။ဒီသတင်းကိုလည်းအကိုထွန်းကတွေ့သွားခဲ့ပြီးတော့စစ်သွေးရန်နဲ့ပတ်သက်တဲ့ဖြေရှင်းချက်ကိုပြန်ထုတ်ခဲ့ပါတယ်။26ရက်6လ2025မနက်9:00နာရီခွဲဝန်းကျင်တွင်လူမှုရေးပြဿနာများကြောင့်ရတနာပီကေထွန်းစိန်ရွှေရတနာဆိုင်မှအလုပ်ထုတ်လိုက်သည့်အမျိုးသားဝန်ထမ်းတဦးသည်သူ၏ဆိုရှယ်မီဒီယာအကောင့် TikTok တွင်ရတနာပီကေထွန်းဆိုင်နှင့်မိသားစုဂုဏ်သိက္ခာကျဆင်းစေရန်ပြောဆိုရေးသားမှုများတင်ထားသည်ကိုတွေ့ရသဖြင့်သက်သေများနှင့်တကွတရားဥပဒေတိုင်းအရေးယူရန်အမှုဖွင့်တိုင်ကြားထားပါပြီ။ရှေ့လျှောက်ရတနာပီကေထွန်းမိသားစုနှင့်ပတ်သက်ပြီးဂုဏ်သိက္ခာကျဆင်းစေရန်ရေးသားပြောဆိုစော်ကားသူများအားလုံးကိုလည်းတရားဥပဒေအရတိုင်ကြားအရေးယူမည်ဖြစ်ကြောင်းအသိပေးပါသည်ဆိုပြီးလိုင်းပေါ်တင်ခဲ့တာကြောင့်ဝန်ထမ်းလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ဒါကြောင့်စစ်သွေးရန်ဘက်ကလည်းသူ့ဘက်ကတောင်းပန်ပါတယ်ဆိုတဲ့အကြောင်းနဲ့သူမှားသွားပါတယ်ဆိုတဲ့အကြောင်းကိုလိုင်းပေါ်ပြန်တင်ခဲ့ပါတယ်။အရင်လိုလွတ်လွတ်လပ်လပ်ပဲပြန်နေချင်တာကြောင့်သူ့ကိုအမှုဖွင့်ထားတာကိုပြန်ပိတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။စိတ်တွေလည်းအယမ်းပင်ပန်းနေတာကြောင့်ဒါတွေအကုန်လုံးကိုအဆုံးသတ်လိုက်ချင်ပြီဆိုတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ဒါကြောင့်သူ့အပေါ်ဖွင့်ထားတဲ့အမှုကိုပြန်ပိတ်ပေးဖို့တောင်းဆိုခဲ့ပြီးသူမှားတာကြောင့်တောင်းပန်ပါတယ်ဆိုတာကိုသူ့ရဲ့ TikTok အကောင့်ပေါ်မှာရေးတင်ခဲ့ပါတယ်။အမှုဖွင့်လိုက်တာကြောင့်သက်ဆိုင်ရာကသူ့နေထိုင်ရာရက်ကွက်ထဲကိုရှာဖွေနေတာဖြစ်ပြီးစစ်သွေးရန်ကတော့ထွက်ပြေးပြီးပုန်းနေရပါတယ်။ငွေမရှိတာကြောင့်အမှုကိုလည်းမနိုင်နိုင်တဲ့အပြင်သူ့ဘက်မှာလည်းဘယ်သူမှမရှိတာကြောင့်အကိုထွန်းတို့ပြုသမျှကိုနှူးရတော့မှကိုတွေးမိတာကြောင့်အခုလိုမျိုးသူ့ဘက်ကမှားသွားပါတယ်ဆိုတဲ့အကြောင်းကိုရေးတင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောအခုဖြစ်တဲ့ကိစ္စတွေမှာစစ်သွေးရန်နဲ့အကိုထွန်းဘယ်သူမှလဲဆိုတာဖြေပေးသွားပါအောင်နော်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။